စေစာရွှေဘုံမွေးငါချက်ပြမှာဖြစ်ပါတယ်ရှင်ရွှေဘုံမွေးငါချက်ဖို့အတွက်ဇလားပြားငါ3កောင်ကြက်သွန်ဖြူကြက်သွန်နီဂျင်းစပလင်အနှဲငယ်နဲ့ဆန်စိမ့်မုတ်တစ်ထုပ်ငဖယ်ဘဲဦးကလဘဲတစ်ပိတ်သားစတာတွေလိုအပ်ပါတယ်ငဖယ်ဘဲဦးကိုတော့မိမိစိတ်ကြရေအတွက်ထည့်နိုင်ပါတယ်ရွှေဘုံမှာမွေးငါချက်တဲ့အခါဇလားပြားငါကိုသာအများဆုံးသုံးပြုကြတယ်လို့သိရပါတယ်ရေဆေးတန့်စင်ထားတဲ့ဇလားပြားငါးတွေကိုစားစနွင်းနယ်ပြီးပြုတ်ထားရပါမယ်ငဖယ်ရိုးပါထည့်ပြုတ်ရပါမယ်ရှင်ငါးတွေနူးလာပြီဆိုရင်ကလဘဲကိုရေများများထည့်ပြီးပြုတ်ထားပါကလဘဲပြုတ်ထားတော့နူးနေတဲ့ငဖယ်ရိုးတွေကိုထောင်းရပါမယ်ငဖယ်ရိုးတွေကြေးညက်သွားတဲ့အခါစကားနဲ့ဆင်ရပါမယ်ရှင်မျိုးလိုက်သမျှတော့မျိုးငါးသားတွေကိုရိုးနှွင်ထားရပါမယ်ငပြောဦးတွေကိုပါပါလှီးပြီးစနွေးနှဲငယ်နဲ့ထဲပြုတ်ရပါမယ်ပဲပြုတ်ဦးချပြီးငဖဲအရင်စကြောပါမယ်ရှင်ငဖဲကြောပြီးတဲ့အခါရိုးနှင်ထားတဲ့ငါးတွေကိုထောင်းထားတဲ့ကြက်သွန်ဖြူကြက်သွန်နီဇပလင်ချင်းတို့နဲ့စီးသက်ပါမယ်ရှင်ရှုံချငါကငါလာအားချပြောင်းနေတဲ့ငါရဲ့နီးဆုံးငါရှောင်းစေငါရဲ့ဝေဆုံးငါမြုပ်သီးစိမ့်မုံထဲပါမယ်မြုပ်သီးရောင်ပြောင်းလာပြီးစီးသက်တာနဲ့မွေးလာပြီးဆိုရင်ငါးသားတွေကိုထည့်ပါမယ်အိုးမကတ်အောင်တေးချလေးမှွေပေးရပါမယ်ရှင်ငါးစီတက်တာကြက်ပြီဆိုရင်ဘဲဥပြုတ်ကိုတဲထားပါပြုတ်ထားတဲ့ကလဘဲကိုခြေထားပါဘဲဥပြုတ်တွေကိုအေးခံပြီးအခွန်နွားထားရပါမယ်မွေးငါးစတဲပါတော့မယ်ရှင်ရင်နွေးစုအောင်တဲထားပါဆန်စိမ့်မုံတစ်ထုပ်ကိုရေဖြော်ထားပါရင်နွေးစုပြီဆိုရင်ဆန်စိမ့်မုံရေဖြော်ခြေထားတဲ့ကလပဲငါးစီတက်ထားတာကိုထည့်ပါအရသာမိမိစိတ်ကြိုက်ထဲပါစူအောင်ထက်တယ်ရပါမယ်ဟင်းအိုးစူလာတဲ့အခါငပြောဦးထဲပါအိုးဘဲဦးထဲနိုင်ပါပြီအရသာချုံငံကိုတော့မိမိစိတ်ကြိုက်ပြင်ထဲနိုင်ပါတယ်ဟင်းအိုးကြက်လာတဲ့အထိစောင့်ပြီးနက်နက်မင်းပဲတီတို့နဲ့တွဲဖက်သုံးဆောင်နိုင်ပါပြီရှင်